ဒီနေ့မှာတော့ဥပဒေတစ်တော့ကဥပဒေဖတ်မှာရှိတဲ့ဥပဒေရှိတဲ့ကလေးတွေဥပဒေတစ်ခုလေးတော့မေတ္တာရက်ခံခြင်းတယ်ကွာဥပဒေကိုလေကွန်မန့်နေမှာဖုံးနေမှာလေကြက်အတောင်ပနေပြပြလို့လေဆံပါဖြစ်လို့အမောက်ပဲဆောင်းလို့အမောက်ညာဆောင်းလို့နော်ဂုံမွေးပါလို့ခြိဘတ်ပါလို့နော်ဥပဒေမေတ္တာရက်ခံပြီးတော့မေးပြောခြင်းတယ်ကွာလုံးဝဒါကြီးမမေးပါနဲ့နော်ဥပဒေမင်းတို့ပြောထားဘူးလေကြက်ဆိုတာအဓိကမျိုးရိုးနောက်ဖွဲ့စည်းပုံမှန်းမယ်ပြီးခွက်လက်ပုတ်ကြည့်လိုက်တော့လက်တွေ့အရာတွေတဲ့စာအုပ်တွေဘာမှမကောင်းနော်ဟိုဟာတွေကစာအုပ်အရာတွေဥပဒေပြောနေတာလက်တွေ့ဓမ္မဆိုဥပဒေဒီလိုမေးခွန်းမျိုးတော့မမေးပါနဲ့ကွာတောင်းပန်ပါတယ်နော်နောက်တစ်ခါအခုတစ်ခါထပ်မေးပြန်